အဲ့ရမဝင်ခင်မှာလူခီးစည်းကကျမ်းပြင်ပေါ်ကိုရေတစ်ခွက်တမင်တက်တုံချလိုက်ပါတယ်ပြီးတော့သူမဟာလေပင်ကိုအလှပေါ်ပြီးမြို့တက်ပြင်းတဲ့ပုံစံနဲ့ကုတင်ပေါ်မှာထိုင်ရင်လင်ယောက်ရောက်လာမဲ့အချိန်ကိုတိတ်ဆိတ်စောင့်နေခဲ့ပါတယ်မျောလင့်ထားတဲ့အတိုင်းပဲလင်ယောက်သူမကိုမြင်ချင်းစိတ်မရှိနိုင်စွာနဲ့သူမစီကိုအပြေးလွှာလာပါတော့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူဟာရေတွေကိုနင်းမိပြီးချော်လဲသွားခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့ခြေထောက်ဒဏ်ရာကနောက်တစ်ချိန်ထပ်ပြီးပြင်းထန်သွားခဲ့ရပြန်ပါတယ်လူခီးစည်းကစိုးရိမ်မကင်းဖြစ်ဟန်ဆောင်ပြီးချက်ချင်းပဲအနားကိုတိုးသွားခဲ့ပါတယ်ဒါပေမဲ့တမထွားချိုင်းနဲ့လင်ယောက်ကိုတွဲဖက်ဖို့အတွက်သူမကတိတ်ငယ်လုံးပြီးအားနည်းလုံးနေပါတယ်သူမဟာယောက်ဖြစ်သူရဲ့နာကျင်မှုကိုမသက်သာစေခဲ့တဲ့အပြင်ဒဏ်ရာကိုပိုလို့တောင်ဆိုးရွားသွားစေခဲ့ပါတယ်ဒါဟာအတိအကျပဲသူမအလိုရှိနေတဲ့အရာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဂျီယိုဘာနီရဲ့ခြေထောက်ဒဏ်ရာမသက်သာမှသာသူမဟာသူ့ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကနေလွတ်မြောက်နိုင်မှာမို့လို့ပါနောက်ရက်တွေမှာတော့စိတ်သက်သာရလိမ့်မယ်လို့လူခီးစည်းထင်မှတ်ထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲသူမဟာစိတ်ပြအားလျော့စရာသတင်းဆိုးတစ်ခုကိုကြားလိုက်ရပါတယ်ပြင်သစ်စစ်တပ်ဟာရောမမျိုးစီကိုခြိတက်လာနေပြီလို့လင်ယောက်ဖြစ်သူဂျီယိုဘာနီကသူမကိုပြောခဲ့ပါတယ်ရှေ့တန်းစစ်မျက်နှာသာပျက်စီးသွားရင်သူမရဲ့ဘော်ဂျီယာမိသားစုဟာကြီးမားတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ပုပ်ရဟန်းမင်းကြီးဖြစ်တဲ့သူမရဲ့ဖခင်တော်မှအသက်ရှင်ဖို့အချိန်များကြီးမကြံတော့တာမျိုးဖြစ်နိုင်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါလူခီးစည်းတယောက်အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားပါတယ်သူမဟာလင်ယောက်ပေးခဲ့တဲ့ဂတိကိုချက်ချင်းပဲသတိပေးလိုက်ပါတယ်သူဂတိတည်ပြီးဖခင်ဖြစ်သူကိုကူညီဖို့စစ်တပ်ဆေးလွှတ်ပေးလိုက်မယ်လို့သူမမျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့ယောက်ဖြစ်သူပြောလိုက်တာကI promised it formed part of the betrothal arrangement. And my lord would never renege on promise. My cousin Katerina already has. အဲ့ဒီခါကျမှပဲဂျီယိုဘာနီဟာသူတို့ရဲ့အိမ်အောင်ရေးသဘောတူညီချက်စည်းကမ်းတွေကိုတစ္ဆာဖောက်ဖို့ရည်ရွယ်နေတာကိုလူခီးစည်းရိပ်မိသွားပါတော့တယ်။ရောမမျိုးကပုပ်ရဟန်းမင်းကြီးကိုကူညီဖို့စစ်တပ်စေလို့ရန်ညှဉ်းဆန်ရုံတင်မကပဲပြင်သစ်စစ်တပ်ဘက်ကနေရပ်တည်ဖို့စီစဉ်ထားတယ်လို့တောင်သူကပြောခဲ့ပါတယ်။လင်ယောက်ရဲ့တစ္ဆာဖောက်မှုကိုရင်ဆိုင်လိုက်ရတဲ့အခါလူခီးစည်းဟာဟန်ချက်ပြက်လိုနီးပါးဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အစေခံမလေးရဲ့တွဲထူမှုနဲ့အတူသူမရဲ့အခန်းထဲကိုပြန်လာခဲ့ရပါတယ်။ဒီတော့အတွင်းရောမမျိုးမှာတော့ဖခင်ဖြစ်သူပုပ်ရဟန်းမင်းကြီးဟာလည်းတောင်းပြောင်းထူဖို့ဖြစ်နေပါတယ်။သူဟာဂျီယိုဘာနီရဲ့သဘောထားရည်တည်ချက်ကိုအသေးအတန်သိကျင်နေခဲ့ပါတယ်။ဒါကြောင့်သတင်းချက်လက်စုံစမ်းဖို့အတွက်သူ့ရဲ့အချစ်တော်ဂျူလီယာကိုဆေလွတ်ခဲ့ပါတယ်။ဒါပေမဲ့ဂျီယိုဘာနီဟာဂျူလီယာကိုကြိုဆိုဖို့ညှဉ်းဆန်ခဲ့ရုံတင်မကပဲလှည့်ပတ်ပြီးတော့တောင်ရန်စခဲ့ပါသေးတယ်။သူတို့ရဲ့မဟာမိတ်ပြုမှုကိုဖျက်ဆီးဖို့ဂျီယိုဘာနီဘလောက်ထိအထင်ရှားရည်ရည်နေလဲဆိုတာကိုမြင်လိုက်ရတဲ့အတွက်စကားဆက်ပြောနေဖို့အကြောင်းမရှိတော့ဘူးဆိုတာဂျူလီယာသဘောပေါက်သွားပါတယ်။ဒါကြောင့်သူမဟာလူခီးစည်းကိုရှာဖို့ပဲထွက်လာခဲ့ပါတော့တယ်။ဒါပေမဲ့သူမရောက်သွားတဲ့အခိုက်အတန့်မှာတင်တုံလုံးချောက်ချားစရာရှိုးဝက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ်။ဒါပေမဲ့သူမရဲ့ခင်ပွန်းဂျီယိုဘာနီကဒီသတင်းကိုကြားတဲ့အခါကူညီဖို့စစ်တပ်စီလွတ်ဖို့ညှဉ်းဆန်ခဲ့ရုံတင်မကပဲပြင်သစ်တပ်ဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ကြောင်းလူသိရှင်ကြားကြေညာခဲ့ပါတယ်။သူရဲ့လုပ်ရက်တွေကလူခီးစည်းကိုအလွန်မင်းဒေါသထွက်စေခဲ့လို့ခြေလမ်းတွေတောင်ရိမ့်ရိုင်သွားခဲ့ပြီးမကြမ်းမမာဖြစ်ကနေကောင်းလာဖို့ရက်တော်ကြာအဲ့ရတယ်လဲနေခဲ့ရပါတယ်။ပထမတော့သူမနာဆေးချောင်းဆိုးဖြစ်တာလို့ထင်ခဲ့ပေမဲ့မိထွေးဖြစ်သူဂျူလီယာကရှင်းပြပြီးတဲ့နောက်ဒါဟာကိုဝင်ရှိတဲ့လက္ခဏာတွေဆိုတာသိခဲ့ရပါတယ်။ဒီကလေးဟာသူမခင်ပွန်းရဲ့ကလေးမဟုတ်ပဲပါအိုလိုရဲ့ကလေးဆိုတာကိုလူခီးစည်းအသိဆုံးပါဒီရှိုးဝက်ချက်ကိုဘယ်သူမှမသိစေဖို့အတွက်လူခီးစည်းဟာရဲရင်နဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူမဟာဂျူလီယာနဲ့အတူရောမမျိုးစီရှိုးဝက်ပြန်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့သူတို့နှစ်ယောက်လမ်းခုလက်ကိုရောက်တဲ့အခါမှာပဲပြင်သစ်စစ်သားတွေရဲ့ကင်းလက်အဖွဲ့နဲ့တိုးပါတော့တယ်။အဲ့ဒီလိုနဲ့ပဲသူတို့ဟာတစားခံတွေဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့ညံပြေးတဲ့လူခီးစည်းဟာမကြခင်မှာပဲသူမရဲ့ဆွဲဆောင်မှုနဲ့ပြင်သစ်ဘုရင်ကိုဖန်ဆားနိုင်ခဲ့ပါတယ်။သူမကဘုရင်ကြီးကိုကဘာပေါ်ကလူသားတွေကိုဒုက္ခရောက်စေမှာအိုးအိမ်မဲ့ဖြစ်စေမှာဘယ်တော့မှခွင့်ပြုမှာမဟုတ်တဲ့ချောမောမုံမြတ်ပြီးကီယူနာကြီးမားတဲ့အုပ်ချုပ်သူတအိုးအဖြစ်ချီးကျူးခဲ့ပါတယ်။သူမရဲ့စကားလုံးတွေကဘုရင်ကြီးကိုအတိုင်းထက်အလွန်သဘောကျသွားစေခဲ့ပါတယ်။သူမဟာဒီအခွင့်အရေးကိုသုံးပြီးရောမမျိုးစီချီတက်နေတာကိုရပ်တန့်ဖို့ဘုရင်ကြီးကိုနားချနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့သူမရှိကဘုရင်ကြီးဟာအကြမ်းဖက်မှုနဲ့နေမြေသိမ်းပိုက်မှုကိုဆွဲလန်းနေသူတအိုးဖြစ်လိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ပါဘူး။ဘုရင်ကြီးဟာနောက်တစ်ရက်မှာပဲရောမမျိုးကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ရုံတင်မကပဲသူမကိုပါရှေ့တန်းစစ်မျက်နှာပြင်စီအတူတူခေါ်ဆောင်သွားခဲ့ပါတော့တယ်။ Your Highness! Yes, my dear. Could you halt the cannon for a moment? Pardon? Could you halt the cannon for a moment? But why? You were right. They are exceedingly loud. တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှာရောမစစ်တပ်ရဲ့ဆိုးရွားတဲ့အခြေအနေကိုတွေ့လိုက်ရတဲ့အခါလူခီးစည်းတယောက်ရှင်းမဆက်ပဲမနေနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့တစ်ဖက်စစ်တပ်ရဲ့စစ်တေနာပတိဟာတခြားသူမဟုတ်ပဲသူမရဲ့အကိုဝင်ဖြစ်နေလို့ပါ။သူမဟာအကိုဖြစ်သူကိုလက်နက်ချဖို့ဖြောင်းဖျရန်မျှော်လင့်ချက်နဲ့မြင်းကိုအမြန်စီးသွားခဲ့ပါတယ်။အင်အားချင်းကမမျှတာကြောင့်ရောမစစ်တပ်ရှုံးနေဖို့ကမလွဲအေကန်ဆိုတာသူမကောင်းကောင်းကြီးသိနေခဲ့တာပါ။ I have heard one roar of cannon, 100 more, and your whole army will be dead and bleeding, and you have yet to see their pikes. I will not accept defeat. Then do not call it that. Call it common sense. Say the French king asked for terms. You offered. လူခီးစည်းရဲ့ဖြောင်းဖျမှုအပြီးမှာတော့ဝန်ဟာဒါကအကောင်းဆုံးအဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပြင်သစ်ဘုရင်ကိုဘယ်လိုသဘောတူညီချက်တွေကန့်လန့်ရမလဲဆိုတာသူမသိခဲ့ပါဘူးတိုးတော်လဲလိမ္မာပါနဲ့တဲ့လူခီးစည်းကတော့စစ်ဗျူဟာတစ်ခုကြိုတင်ပြင်ဆင်ထားပြီးသားပါ။ဘုရင်ကြီးအနေနဲ့နေဘယ်ကိုသိမ်းပိုက်ဖို့အတွက်ရောမကိုဖျက်တမ်းရုံပဲရည်ရတယ်ဆိုတာသူမသိကြောင်းဘုရင်ကြီးကိုရှင်းပြခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်စစ်တပ်ကဘုရင်ကြီးဟာရောမကိုလူရက်ဖျက်ဆီးဖို့ရည်ရတယ်လို့မှားယွင်းယုံကြည်နေကြပြီးဒါကြောင့်ပဲဘုရင်ကြီးကိုတားဆီးဖို့စစ်တီတွေချထားတာဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။ I told him you were a gentleman. You had no such idea. You had no such idea, had you? No such idea. ဘုရင်ကြီးရဲ့အတည်ပြုချက်ကိုကြားလိုက်ရတဲ့အခါမှာတော့လူခီးစည်းဟာနောက်ဆုံးတော့စိတ်အေးသွားပြီးလှည့်ပြန်ခဲ့ပါတယ်။သူမရဲ့နောက်ွယ်ကရောမစစ်တပ်ဟာလည်းအကိုဖြစ်သူဝမ်ရဲ့အမိန့်အရမြင်းခေါင်းလှည့်ပြီးဆုတ်ခွာသွားခဲ့ပါပြီ။ဒီတစ်ချိန်မှာတော့သူမရဲ့ကိုယ်ပိုင်ဉာဏ်ပညာနဲ့တတိကြောင့်လူခီးစည်းဟာရောမမျိုးကိုဖေးရနေရကနေတကောကယ်တင်နိုင်ခဲ့ပြီးဘောဂျီယာမိသားစုရဲ့ရှင်တန်ရက်တီမှုကိုလည်းကာဝယ်ပေးနိုင်ခဲ့ပါတယ်။
လူခီးစီးယားဟာရောမမျိုးကိုဘေးကင်းစွာပြန်ရောက်လာပြီးလွမ်းဆွနေရတဲ့မိသားစုနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာတင်းမာမှုတွေနဲ့ပင်ပန်းနွမ်းနယ်တဲ့ခီးစဉ်ကြောင့်ကိုဝင်ဆောင်လူခီးစီးယားဟာအလွန်ပဲအားအင်ကြီးနဲ့နေခဲ့ပါတယ်။အဆမှာတော့သူမရဲ့အကိုစီစာကသူမနေမကောင်းဖြစ်နေရလို့ထင်ပြီးဆရာဝန်သွားခေါ်ဖို့အလောတကြီးလုပ်ခဲ့ပေမဲ့လူခီးစီးယားကတားမြစ်ခဲ့ပါတယ် I am with child. Does anybody know? Only one. Julia Farnese. And I would keep it that way. Why? Look, because the child, thank God, is not my husband's. ။စကားနဲ့ငယ်နဲ့တင်သူမဟာစီစာကိုစွန့်သွားစေခဲ့ပါတယ်။သူမရဲ့အကိုဖြစ်သူစိတ်ထဲမှာတော့ညီမဖြစ်သူရဲ့ဘေးကင်းရေးအတွက်ဘာပဲဖြစ်ဖြစ်ညီမဖြစ်သူကိုအမြန်ဆုံးကွာရှင်းပြဆဲခွင့်ရအောင်လုပ်ပေးရမယ်။ပြီးတော့သူမရဲ့ယောက်ျားဂျီယိုဗာနီကိုလည်းထိုက်တန်တဲ့တန်ဖိုးပြန်ပေးဆက်ခိုင်းရမယ်ဆိုတဲ့အတွေ့အကြုံပေါ်လာပါတော့တယ်။တကယ်တော့ဂျီယိုဗာနီရဲ့တစ္ဆာဖောက်မှုသာမရှိခဲ့ရင်ရောမမျိုးကလူခီးစီးယားကိုယ်တိုင်ကဒီလိုအနေအမျိုးနဲ့ရင်ဆိုင်ရမှာမဟုတ်ပါဘူး။